ခင်ရဲ့တကိုးတော်ကိုမသိတော့တော့ဘာယူရလဲအမှားယူဘာကြောင့်လို့အမှားယူရတာကျမ်းစာမသိဘူးဘာကြောင့်လို့မှားရတာကျမ်းစာနားမလဲဘူးကျမ်းစာနားမလဲဘာဖြစ်လို့ကျမ်းစာနားမလဲလားတော်တယ်ကွာငါညီကိုမောင်မကြီးရှင်းရှင်းလေးပဲဟုတ်လားအမှားယူတယ်အယူလွဲသွားဟုတ်တယ်နော်ဘာကြောင့်လို့မှားတာလဲကျမ်းစာနားမလဲဘာဖြစ်လို့ကျမ်းစာနားမလဲလားကျမ်းစာဒါပါလေဘာကြောင့်လို့လဲဆိုတော့ဒီမေးခွန်းလေးကတခင်ပြည့်တော်ဇက်လူကဲကြီးကတော့ဘာပြောလဲဆိုတော့သူကရှင်မြတ်တော်ခြင်းမရှိဘူးလို့သူကယုံကြတယ်နော်ဇက်လူကဲကြီးကမေးတယ်တခင်ပြည့်တော်ဆန်းမမှန်ကသူတို့ကတခင်ပြည့်တော်ကိုဘာလို့ပြန်ဖြည့်လဲပေါ့စမ်းတဲ့အခါမျိုးသမီးတယောက်ရှိတယ်အိမ်တော်ရှိတယ်ယောက်ျားတည်သွားတယ်ကလေးမရဘူးနောက်ထပ်ကလေးမရဘူးညီကို9ယောက်နဲ့လည်းအိမ်တော်ပြုတယ်ဒါပေမဲ့အဲ့လိုတည်သွားတဲ့အခါမှာကောင်းကင်နိုင်ငံတော်ကြားလို့ရှိလို့ရှိရင်ဘဒုရဲ့ခင်ဘုံဖြစ်မလဲပေါ့လေနော်ဘဒုရဲ့ဇနီးဖြစ်မလဲပေါ့မေးတဲ့အခါမှာတခင်ပြည့်တော်အဲ့ဒီအကြောင်းလေးကိုတော့မင်းတို့ကျမ်းစာကိုနားမယ်ဟုတ်ပြီနော်ကျမ်းစာကိုနားမလဲဘူးတရားတကယ်တဘောတော်ကိုမသိကြလို့မင်းတို့ဒီလိုမေးတာကောင်းတဲ့နိုင်ငံတော်မှာအဲ့ဒါကြီးမရှိဘူးဆိုတော့အင်္ဂလိပ်တော်ပြန်ပြီးတော့မှပြောတာဟုတ်ပြီအဲ့ဒီတော့ကတော့အင်္ဂလိပ်တော်ပြောခဲ့တယ်ကျမ်းစာကိုနားမလဲဘာကြောင့်မလို့နားမလဲရတာလဲဆိုတော့ခုနကကျွန်တော်တို့ဖြည့်ပြီးသွားပြီကျမ်းစာကိုမဖတ်ဟုတ်လားဖတ်တာကလည်းတော်တော်များများလာတယ်နားမလဲတော့မဖတ်ချင်တော့နားမလဲအဲ့ဒါတွေနဲ့ပဲကျွန်တော်တို့ယုံကြည်သူတွေရဲ့အတ္တမှာ180ပဲဖြစ်တယ်ဟုတ်နော်ဒါကြောင့်ကျွန်တော်တို့ရဲ့အတ္တမှာကျမ်းစာကိုနားလည်ဖို့အတွက်ကျမ်းစာကိုသိဖို့အတွက်ကျွန်တော်တို့ကျမ်းစာကကျွန်တော်တို့ရဲ့အတ္တဖြစ်တယ်ဆိုတော့မလဲနားလည်ဖို့အတွက်ကျွန်တော်တို့အဲ့ဒါလည်းလိုအပ်တယ်ဒါကြောင့်မို့နှုတ်ဘတ်တော်ထဲမှာကျမ်းစာဆိုတာရှိသလားကျမ်းစာဆိုတဲ့ကျမ်းစကားလုံးရှိသလားရှိတယ်ရဲရဲကြီးနှုတ်ဘတ်တော်ဆိုတာရှိသလားရှိတယ်နှုတ်ဘတ်တော်ဆိုတာရှိတယ်တမန်တရားဆိုတာရှိလားရှိတယ်ဘာကွာလဲအဲ့ကုန်ကြမားကျမ်းစာကိုနားမလဲတော့ကြောင့်မှားတော့ယူတယ်ဟုတ်ပြီဒီဘုလို့ဒါပြဿနာမရှိဘူးမှားတယ်လို့လည်းပြောလို့မရဘူးကျွန်တော်ကဟုတ်တယ်လားနားမလဲသေးတဲ့အခါမှာကျွန်တော်ကိုယ်တိုင်ပုံသင်ရတယ်ဒီဥစ္စာတွေနားမလဲဟုတ်ပြီတမန်တရားဆိုတာကတော့နီးလန်းဖြစ်တယ်ခရစ်တော်ကငါတို့ထံငါနီးငါတို့ငါထံလိုက်နီးခံကြခရစ်တော်ရဲ့နီးလန်းတမန်တရားခရစ်တော်ဖြစ်တယ်အဲ့ဒီနီးလန်းတိုင်းကိုလို့ဘာလို့မလဲအသက်ရှင်ရဖြစ်ဟုတ်ပြီကျမ်းစာရှိတယ်နော်ခုနပဲကျွန်တော်ဖတ်တော့ကျမ်းစာဟာဒီကျမ်းစာကလူပုဂ္ဂိုလ်ရဲ့အကြောင်းကိုရေးထားတယ်လောက်ရမယ့်အရာရှိတယ်မလောက်ရမယ့်အရာရှိတယ်စားရမယ့်အရာရှိတယ်မစားရမယ့်အရာရှိတယ်တွားရမယ့်အရာရှိတယ်မတွားရမယ့်အရာရှိတယ်နားထောင်ရမယ့်အရာရှိတယ်နားမထောင်ရမယ့်အရာရှိတယ်ကျမ်းစာကိုမဖတ်ဘူးဆိုရင်အဲ့ဒါတွေနားမလည်ဘူးလားနားမလည်တော့ဒီကောင်မောင်မတို့ကျွန်တော်မှအစားမဖတ်ရင်နားမလည်ဘူးဒါကြောင့်ကျမ်းစာကိုဖတ်ရအဲ့ဒီလူပုဂ္ဂိုလ်ကြောင့်ဒီအဲ့ဒီကျွန်တော်တို့ဘလို့အသက်ရှင်ရမလဲဆိုတာတွေကိုဟာဒီအသက်ရှင်တဲ့နှုတ်ဘတ်တော်ကကျွန်တော်တို့ကိုပေါ်ပြတာလာပြီကျမ်းစာပြီးသွားပြီတမန်တရားပြီးသွားပြီနှုတ်ဘတ်တော်အဲ့ဒါကတော့အရင်ကြီးတယ်အဲ့ဒီဥစ္စာကကျမ်းစာကိုဖတ်ရင်းနဲ့အပြည့်တော်တစ်ခုလုံးနဲ့လည်းမဆိုင်ဘူးဇနီးခင်မွန်းနဲ့လည်းမဆိုင်ဘူးမိသားစုနဲ့လည်းမဆိုင်ဘူးတရုတ်ချင်းစီကိုဖတ်ရင်းနဲ့ဖယားသခင်ကတိုက်တင်တဲ့ကျွန်တော်ကိုဘာလုပ်တာလဲစကားပြောတာဖြစ်ဘူးသလားကျမ်းစာဖတ်ရင်းနဲ့တက်တဲ့ကျွန်တော်ပြောပါလားအိုးဟာလေလုယာကိုဂျေဇုတင်လိုက်တာကျွန်တော်မားနေတဲ့အရာတွေကိုကိုနှုတ်ဘတ်တော်အပြင်ပြောလိုက်တဲ့အတွက်ကိုဂျေဇုတင်လိုက်တာဆိုအဲ့ဒီလိုဖြစ်ပြီလားအဲ့ဒါနှုတ်ဘတ်တော်တင်တဲ့ကျွန်တော်ကိုဘာလုပ်ပြလိုက်လဲတိုက်ရိုက်ပြောလိုက်အဲ့ဒါနှုတ်ဘတ်တမန်တရားရှိတယ်ကျမ်းစာရှိတယ်နှုတ်ဒါကြောင့်လို့ဒီမှာရှိတဲ့ပုံပေါ်မှာကျွန်တော်ပါဝင်နေ့စဉ်အသက်တာမှာကျွန်တော်လည်းကြားပါတယ်တော့မှဆက်မလာတယ်ကျမ်းစာကိုဖတ်ထားရအောင်ကျမ်းစာမှာဖတ်လို့ကတော့ယုံကြည်သူတို့ညီကိုမောင်မတို့အသင်းတော်ကြီးပွဲလိုက်ကျမ်းစာမှာဖတ်လို့ကျမ်းစာကိုမခံဘူးဆိုရင်ပြောင်း
မနာလိုစိတ်ကြီးရှိလာတယ်တယောက်နဲ့တယောက်ပြစ်တင်ကြရရှိလာတယ်အပြစ်မြင်ကြရရှိလာတယ်အပြစ်ကိုစီရင်ကြရဖြစ်လာတယ်အဲ့ဒါကျွန်တော်တို့ကျမ်းစာနားမလဲကျွန်တော်တို့ကျမ်းစာကိုမဖတ်လို့ဖြစ်တယ်ဒီပုံပေါ်တော့ please ကျမ်းစာကိုဖတ်ကြရအောင်ညပုံပေါ်တော့မှာကျွန်တော်ပြောပြစေကျွန်တော်တို့ဖြစ်ခဲ့ပြီးသွားပြီးထပ်မဖြစ်ကြရအောင်အဲ့ဒါကျမ်းစာကိုကျွန်တော်တို့မသိဘူးဖြစ်တယ်ဟုတ်ပြီနော်ကဲဒါဆိုလို့ရှိရင်ကျမ်းစာဖတ်ခြင်းအပြင်ဘာကျွန်တော်တို့ခံစားရမှာလဲဘာအကျိုးအမြင့်ကြီးမှလဲပါရှိတော့ဒါအဲ့တော့ပြောကြရတော့မလို့ကြည့်ခဲ့ဒီပုံပေါ်မှာဟုတ်တယ်ကျမ်းစာဖတ်တဲ့အချိန်ကိုပြီးဖို့ကတော့ကျွန်တော်တို့ရဲ့အတ္တတာမှာတစ်ခါလေးကြောက်လို့ရှိရင်လည်းဝင်ပြီးကြတယ်တစ်ခါလေးကြောက်လို့တဲ့ကျမ်းစာတဲ့ကိုချားရတယ်ကျွန်တော်တို့ဦးစားပေးကြတယ်ဒါပေမဲ့ဒီကနေ့ကျွန်တော်တို့ရဲ့အတ္တတာမှာဒီကနေ့ဒီအစီအစဉ်လေးအပြင်ကျွန်တော်တို့ကျမ်းစာကိုကိုယ့်ရဲ့တိုး၍ဖတ်ကြရအောင်ဟုတ်ပြီနော်ကျမ်းစာဖတ်ကြရရင်တင်းနဲ့ကျွန်တော်ရဲ့အတ္တတာမှာတော့မှမဆုံးရှုံးဘူးဒီပုံပေါ်မှာရာဘုတ်ကြီးကသူ့ရဲ့သားကိုခေါ်ပြီးတော့မှကောင်းကြီးပေးတယ်နော်တရားဟုတ်